ဒီဇလန်လေးကတော့နေကင်းဘက်ဆိုစိတ်ကျမ်းမာရေးလူနာတယောက်လိုနေထိုင်ပြီးညဘက်ရောက်ရင်တော့တိုင်းလောကတစ်ခုလုံးကကြောက်လန့်တုန်လှုပ်ရတဲ့လူတက်နတ်ဆိုးကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားတဲ့လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။သူကတကူတော်တဲ့နဲ့မောင်းယူအားခေါင်းတစ်ခုလုံးကိုတညရဲနဲ့အပြက်ရှင်းပြီးသွေးပင်လေဝေအောင်လုပ်ခဲ့တာကြောင့်အခုလိုနာမည်ကြီးလာတာပါ။တခြားတိုင်းလောကကအင်အားကြီးကိုင်းတွေကယ်ဆယ်ဖို့ရောက်လာတဲ့အချိန်မှာတော့မြင်မကောင်းအောင်ရက်ဆက်ဆက်အသက်ခံထားရတဲ့ငရေခမ်းလားအလောင်းပုံကြီးကိုပဲတွေးလိုက်ရပါတော့တယ်။နေပါဦးဒါငါတို့သိတဲ့မောင်းယူအားခိုင်းတကယ်ပဲလားဗျာနတ်ဆိုးတကောင်မှသာမောင်းယူအားကိုဒီလောက်တွေးချောင်းစီအောင်လုပ်နိုင်လိမ့်မယ်အဲ့ဒီချိန်မှာပဲအဝေးကနေတုံတုံရင်ရင်နဲ့တွတ်ရွတ်ပြီးရှောက်လာတဲ့လူလေးတစ်ခုပေါ်လာပါတယ်ပြီးအားလုံးပြီးသွားပြီးမောင်းယူအားခိုင်းတစ်ခုလုံးအမြင့်ပြတ်သွားပြီးလူတိုင်းကသူ့ကိုချက်ချင်းမှတ်မိသွားကြတယ်သူကတော့မောင်းယူအားခိုင်းရဲ့နာမည်ကျော်မက်ဆီယာပန်းပွင့်တိုင်းသားရှင်ပဲဖြစ်ပါတယ်သူကစိတ်ပြက်လက်ပြက်နဲ့ရန်သူကငါတို့အားလုံးကိုတယောက်တည်းနဲ့အပြက်ရှင်းသွားတာလို့ပြောလို့တောင်မဆုံးသေးဘူးနောက်ကနေဓာအလင်းနဲ့တစ်ခုဖြတ်ခနဲပေါ်လာပြီးသူ့ခန္ဓာကိုယ်ကိုနှစ်ပိုင်းခွဲပစ်လိုက်ပါတော့တယ်ဒါကိုမြင်တော့လူအုပ်ကြီးကဒေါသတကြီးနဲ့ဟိတ်နဲ့ဆူအခုချက်ချင်းထွက်ခဲ့စမ်းလို့အော်ဟစ်လိုက်ကြတယ်အဲ့ဒီနောက်မှာတော့သွေးတွေပြေကျန်နေပြီးလက်ထဲမှာလည်းပြတ်တောက်နေတဲ့ခေါင်းတစ်လုံးကိုကင်ထားတဲ့လူတစ်ယောက်ကဖြည်းဖြည်းချင်းထွက်လာပါတယ်အိုဟိုလူတွေတော်တော်စုံနေပါလားဟာဝန်ကင်းချမ်းတဲ့နန်ကန်တိုင်းလောကရဲ့ဂိုင်းကြီးလေးခုလုံးရောက်နေတာပဲမင်းကဘသူလဲဘာလို့ဒီကလူတွေကိုအကုန်တက်ဖြတ်နေရတာလဲမောင်ယူအားဂိုင်းကအခုခေတ်တိုင်းလောကမှာအတမဆုံးလို့ကြားလို့လာခဲ့တာလေလို့ပြောရင်းနဲ့လက်ထဲကမောင်ယူအားဂိုင်းချုပ်ရဲ့ခေါင်းပြက်ကြီးကိုကျမ်းပြင်ပေါ်ခက်အေးပဲလွှင့်ပစ်လိုက်ပါတယ်အခုကိုယ်တိုင်မြင်လိုက်ရတော့လေသတင်းကြီးတလောက်မဟုတ်ပါလားကောင်းပြီလေမင်းတို့တွေအများကြီးရောက်လာမှတော့ငါ့ကိုခဏလောက်တော့ပျော်အောင်ထားနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်လူအုပ်ကြီးကဒေါသတွေတုန်ပြီးလက်နက်တွေအတီးတီးထုတ်လိုက်ကြတယ်ဒီနေ့တော့မင်းကိုဒီနေရာမှာတင်အသေးသက်ပြီးမောက်ယူအားကတေဆုံးသွားတဲ့ဝိညာဉ်တွေအတွက်ကစားချေပေးမယ်။ခိုင်းကြီးတွေအားလုံးဒုံပန်စုပိုင်းလိုက်ကြတဲ့အချိန်မှာသူကတော့လှောင်ပြုံးနေခဲ့ပါတယ်ငါထင်တဲ့အတိုင်းပဲဒီကဘာကတကယ်စိတ်လှုပ်ရှားဖို့ကောင်းတာပဲဒုံပန်စုတယောက်ပြန်လို့လာတဲ့အချိန်မှာတော့သူ့အိမ်ကိုပြန်ရောက်နေပါပြီဒီကိန်းကတော့တကယ်ကိုအကျဉ်းစားပဲအတန်မာဆုံးတိုင်းပညာရှင်တွေကိုတယောက်တည်းရင်ဆိုင်ရတာငါအတွက်တောင်နည်းနည်းလက်ဝင်သားပဲတကယ်တော့ဒါကအသစ်ထုတ်လုပ်ထားတဲ့ virtual reality game တစ်ခုဖြစ်ပါတယ်တိုက်ခိုက်ရေးခန်းတွေကအပြင်ကအတိုင်းတကယ်ကိုလက်တွေ့ဆန်လွန်းတာကြောင့်ကစားသမားတွေကြားထဲမှာဖြစ်စားနေတာပါဒုံပန်စုတယောက်ဂိမ်းထဲကတိုက်ပွဲအကြောင်းပြန်တွေးနေတော့မှပဲ TV ကနေအရေးပေါ်သတင်းကြေညာချက်တစ်ခုတက်လာပါတယ်ကြီးယွန်တင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌပျောက်ဆုံးနေလို့ရဲတွေတစ်မျိုးလုံးအနှံ့လိုက်ရှာနေကြတဲ့အကြောင်းပေါ့အဲ့ဒီအချိန်မှာပဲသူ့နောက်ခန်းစီကနေတိုးတိုးလေးအကူအညီတောင်းတန်ထွက်လာတာကြောင့်သူချက်ချင်းသတိထားမိသွားပါတယ်ဒီဂိမ်းကပျော်စရာကောင်းလို့တော့မင်းเจ้าတောင်မေးတော့မလို့ပြောပြီးဘန်စုကဘေးကတန်လူရင်းကိုကောက်ကင်ကအဲ့ဒီအခန်းထဲကိုဖြည်းဖြည်းချင်းရှောက်သွားပါတယ်အခန်းထဲမှာတော့တက်လက်ပိုင်းရွယ်လူတစ်ယောက်ကကျမ်းပြင်ပေါ်ဒူးထောက်ပြီးအသက်ချမ်းသာပေးဖို့အသေးအတန်တောင်းပန်နေပါတယ်အဲ့ဒီလူကတော့သတင်းထဲကပျောက်ဆုံးနေတဲ့ဥက္ကဋ္ဌကြီးဖြစ်နေတာပါဘန်စုကသူ့ကိုပြန်ပေးဆွဲလာတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအဝါလုံနေတဲ့လူကအပြစ်မဲ့တဲ့အမျိုးသမီးတွေကိုနှိပ်စက်ညှဉ်းပန်းပြီးတက်ဖြစ်တတ်တဲ့အမိုက်ကောင်တယောက်မို့လို့ပါပဲဒွန်ဘန်စုကတရားမျှတမှုအတွက်အဲ့ဒီလူယုံမာတွေကိုတားကောင်လို့သဘောထားပြီးလိုက်လံအမဲလိုက်နေတဲ့သူပါအဲ့ဒီလူကြီးဘလောက်ပဲငိုယိုတောင်းပန်နေပါစေဘန်စုကတော့မျက်တောင်တစ်ချက်မခတ်ပါဘူးသူကအဲ့ဒီလူရဲ့ခေါင်းကိုစင်တီတုံးပေါ်အတင်းဖိချလိုက်ပြီးမင်းဒီလိုတနာကမာတောင်းပန်တဲ့ကွက်ကိုဘယ်နဲ့ချိန်တောင်သုံးခဲ့ပြီးလဲမယိုသေးဘူးလားတန်တူရင်းနဲ့ထုချခါနီးမှာပဲအဲ့ဒီလူကြီးကအသက်ရှင်လိုစိမ့်နဲ့ဘန်စုရဲ့ဘိုက်ကိုသူ့ခေါင်းနဲ့အားကုန်ဆောင်တိုက်လိုက်ပါတယ်အချိန်ကြောင့်ဘန်စုလက်ထဲကလက်နဲ့ပြုတ်ကျပြီးမီတာနှိမ့်ငယ်လောက်လွင့်ထွက်သွားပါတယ်အခွင့်အရေးကိုအသုံးချပြီးအဝလွန်ကြီးကသူ့လက်မှာခြိထားတဲ့ပလတ်စတစ်လက်ထိပ်တွေကိုအတင်းယုံဖြတ်လိုက်ပြီးတောက်ခွေးကောင်မင်းကိုမြေမြုပ်မဲ့မြေနေရတော့မရှိစေရဘူးလို့အော်ရင်ဘန်စုကိုတန်တူရင်းနဲ့လွှဲထုတ်ပါတော့တယ်။ဒါကိုမြင်တော့ဘန်စုကခက်ပြုံးမဲ့ဘေးကိုရှောင်လိုက်ပါတယ်။အဲ့ဒီလူကြီးကြောက်လန့်တုန်ရင်သွားပေမဲ့အချိန်နှောင်းသွားပါပြီ။ဘန်စုကသူ့ပိုက်ကိုပြင်းထန်တဲ့လက်သီးတစ်ချက်ကျွေးလိုက်တာကြောင့်မျက်လုံးတွေတောင်ပြူးထွက်မတက်နာကျင်သွားရပါတယ်။ဘန်စုကမရက်သေးပဲခါကိုခြေထောက်နဲ့ထက်ကန်လိုက်တာကြောင့်အဝလွန်ကြီးလွင့်ထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာအဲ့ဒီလူကြီးရဲ့စိတ်ထဲမျောလင်းချက်မဲ့ပြီးကြောက်စိတ်တွေပဲပြည့်နေနေပါပြီတရားမှာကြောက်တာကြောင့်အလင်းရောင်ရှိတဲ့ဘက်ကိုတရုတ်တိုက်အတင်းတွားသွားပါတယ်အလင်းရောင်ရှိတဲ့နေရာမှာမျောလင်းချက်ရှိလိမ့်မယ်လို့သူထင်နေတာပါဒါပေမဲ့အလင်းရောင်ရဲ့တစ်ဖက်မှာရှိနေတဲ့အရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ငရဲအစ်စ်ကဘာလဲဆိုတာသူသဘောပေါက်သွားပါတော့တယ်အဲ့ဒါတွေကတော့မမ်မီရုပ်အလောင်းတွေလိုခြောက်ကပ်နေတဲ့လူတွေအလောင်းတွေတပုံကြီးဖြစ်နေလို့ပါပဲလူအများစုကမျက်စားတတဝါတွေလိုအေးဆေးနေတတ်ကြပေမဲ့သူတို့ကြားထဲမှာအားနေတဲ့သူတွေကိုကိုက်စားတတ်တဲ့အသားစားတတဝါချို့လဲပုံကွယ်နေတတ်ကြတယ်ငါကတော့အဲ့ဒီအသားစားတတဝါတွေကိုပြန်ပြီးအမဲလိုက်တဲ့မှုဆိုပဲဘန်စုကတလန်းချင်းတိုးလာတာကြောင့်အဲ့ဒီလူကြီးရဲ့ကြောက်စိတ်ကအထွတ်ထိပ်ရောက်နေတဲ့အချိန်မှာပဲဝုန်းကနေဆိုပြီးတကားကြီးပွင့်ထွက်သွားပြီးရဲအုပ်စုကြီးတနက်တွေနဲ့စီးနှင်းဝင်ရောက်လာပါတော့တယ်ဘန်စုတယောက်ပတ်လဲမှာဝိုင်းထားခြင်းခံလိုက်ရပြီးပြေးစရာမျက်နှာသာမရှိတော့ပါဘူးဒုံဘန်စုမင်းကိုပြန်ပေးဆွဲမှုလူကုန်ကူးညှဉ်းပန်းမှုလူတက်မှုတွေနဲ့ငါတို့တရားဝင်ဖမ်းဆီးတယ်ဘန်စုအံ့ဩသွားပြီးဒီနေရာကိုမင်းတို့ဘယ်လိုရှာတွေ့တာလဲလို့မေးလိုက်ပေမဲ့ဘယ်သူမှပြန်မဖြေပါဘူးတနက်နဲ့ချက်ချင်းပဲပြစ်ခတ်လိုက်ကြတယ်။ကောင်လေးမလုံနဲ့နောက်တစ်ချက်ကတော့တကယ်ထိမှနော်
ဒီမြင်ကွင်းကိုကြည့်ပြီးဘန်စုကဂိမ်းထဲကတိုင်းလောကထဲပြန်ရောက်သွားတယ်လို့ခံစားလိုက်ရပြီးအဲ့ဒီခံစားချက်ကိုသဘောကျနေပါတယ်။ဒီကောင်ကအမျိုးသမီး6ယောက်ကိုတတ်ခဲ့တာဗျသူတို့ကိုနှိပ်စက်ပြီးတတ်ခဲ့တဲ့အပြင်အပျော်သဘောနဲ့ဗီဒီယိုပါရိုက်ထားသေးတယ်။ငါနောက်ကအလောင်းတွေကလည်းအတူတူပဲသူတို့ကလူသက်သမားတွေအဲ့ဒီကောင်တွေကတရိတ်ဆန်တွေနဲ့မတူဘူးလားငါကတရိတ်ဆန်တွေကိုအမဲလိုက်တဲ့မူဆိုပဲ။ဒါတွေကိုကြားရပေမဲ့ရှိကရဲရရှိကတော့ဒေါသထွက်တဲ့အရေးအယောင်လုံးဝမပြပဲစစ်လိတ်ကိုခက်အေးအေးပဲမိမိလိုက်ပြီးမင်းပြောတာတွေအကုန်မှန်နေပဲထားဦး။ဒါကဘာဖြစ်လဲငါအတွက်တော့မင်းကဥပဒေပြင်ပကစိတ်ဝေဒနာရှင်လူသက်သမားတစ်ယောက်ပဲဒါကိုကြားတော့ဒုံပန်းစုတစ်ယောက်ရေမောလိုက်ပါတော့တယ်ဒီလိုလူသားမန်တွေနဲ့စကားပြောလို့မရဘူးဆိုတာသိလိုက်ပြီးလက်ထဲကတန်တူရင်းကိုလွှဲလိုက်တဲ့အချိန်မှာတော့ရဲကတားဖို့ကြိုးစားပေမဲ့အချိန်နှောင်းသွားပါပြီးတနက်တန်နဲ့ခေါင်းခုန်ကွဲတန်ကတပြိုင်တည်းထွက်ပေါ်လာခဲ့ပါတယ်ငါလုပ်ခဲ့တဲ့အရာတွေအတွက်ဘယ်တော့မှနောင်တမရဘူးတကယ်လို့နောက်ဘဝဆိုတာရှိခဲ့ရင်အဲ့ဒီတိရစ္ဆာန်တွေကိုငါစိတ်ကြိုက်လွတ်လွတ်လပ်လပ်စုပ်ဖြတ်ပြနိုင်မဲ့တိုင်းလောကလူကဘာမျိုးမှာပဲဖြစ်တည်ချင်ပါတော့တယ်သူ့ရဲ့နောက်ဆုံးအချိန်မှာအတိတ်ကအဖြစ်အပျက်တွေကရုပ်ရှင်လိုမျိုးမျက်စိထဲဖြတ်ပြေးသွားပြီးနောက်သူပြန်နိုးလာတဲ့အချိန်မှာတော့သူအသက်ရှင်နေသေးတယ်ဆိုတာသိလိုက်ရပါတယ်မစိုးဘူးဟာကောင်းလေးမင်းတော်တော်အကျော်တင်တာပဲဒီလောက်အရိုက်ခံရတာတော့မသိဘူးဒါပေမဲ့အဲ့ဒီလူကဒွန်ပန်စုရဲ့အသက်မဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကိုမြင်တော့ဒေါသတွေထွက်လာပြီးတောက်ဒီကောင်စုံမင်းကိုလမ်းပေါ်ကနေခေါ်လာရတာဘယ်လောက်ပင်ပန်းလဲသိလာရပါတယ်မနှက်ထန်ကြရင်တော့မင်းတေဖို့သာပြင်ထားလိုက်တော့အကြောင်းပြချက်မရှိအရိုက်ခံလိုက်ရတာကြောင့်ဒွန်ပန်စုရဲ့ဒေါသကချက်ချင်းပောက်ကွဲသွားပါတယ်သူကအဲ့ဒီလူရဲ့ကြောပြင်ကိုစိုက်ကြည့်ပြီးကျမ်းပြင်ကကြောက်ခဲတစ်လုံးကိုကောက်ကပြေးထူဖို့လှုပ်လိုက်ပေမဲ့ထွက်လိုက်တဲ့အခိုက်အတန့်မှာပဲခန္ဓာကိုယ်အယိုးစစ်တွေမြည်ခီးသွားပြီးခြေလက်တွေကသူ့စကားနားမထောင်တော့ပဲကျမ်းပြင်ပေါ်ဖုံးကနေပြန်လဲကျသွားပါတော့တယ်ပိန်လီနေတဲ့လက်မောင်းလေးတွေကိုကြည့်ပြီးမှဗန်စုတယောက်ဒီခန္ဓာကိုယ်ကသူ့ခန္ဓာကိုယ်မဟုတ်ဘူးဆိုတာသဘောပေါက်သွားပါတယ်အင်ကြီးကိုအမြန်လန်ကြည့်ပြီးအတီးပြုတ်လိုက်ရတယ်ဒါကသူ့ခန္ဓာကိုယ်မဟုတ်ပါဘူးသူဘယ်ရောက်နေလဲဆိုတာသိဖို့တကားအပြင်ဘက်ကိုသတိထားပြီးချောင်းကြည့်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူလုံးဝဆွန့်သွားရပါတယ်ဒီနေရာကတကယ်ကိုရင်းနှီးလွန်းနေလို့ပါဒါကသူအမြဲတမ်းအိမ်မက်မက်ခဲ့တဲ့တိုင်းလောက Marshall World အစစ်ကြီးဖြစ်နေလို့ပါပဲဗန်စုတယောက်သူ့ရဲ့ဆန္ဒတွေဒီလိုမျိုးတကယ်ဖြစ်လာလိမ့်မယ်လို့မယုံနိုင်အောင်ဖြစ်နေတော့မှာပဲအင်အားကြီးသူတွေစိုးမိုးတဲ့မီရန် online murder line ကဘာမှကစားသမားဒွန်ပန်စုကိုကြိုးဆိုပါတယ်ဆိုတဲ့စာတမ်းကြီးပေါ်လာပါတယ်ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်နာမည်ကတော့စောစွန်စားဆန်ဖြစ်ပြီးတဘာဝဘေးရန်ရဲ့အကြောင်းမိသားစုတစ်ခုလုံးဆုံးရှုံးခဲ့ရသူပါမိသားစုမရှိတော့ပဲပိုးကောင်တစ်ကောင်လိုအသက်ဆက်ခဲ့ရပြီးစားဝတ်နေရေးအတွက်ဒန်မိသားစုရဲ့အောက်ခြေအကျဆုံးအစီခံတစ်ယောက်ဖြစ်လာခဲ့ရပါတယ်ဘယ်သူမှဆိုသူ့ကိုစိတ်ကြိုက်နှိမ်ချနှိပ်စက်လို့ရနေတဲ့ဘဝပေါ့အဲ့ဒီအချိန်မှာပဲအပြင်ကနေစောစွန်မင်းအခုချက်ချင်းထွက်ခဲ့စမ်းဆိုပြီးအော်တန်ကြီးထွက်လာပါတော့တယ်ဆရာကျွန်တော်အခုပဲလုပ်ပေးပါမယ်ဒါပေမဲ့မြင်းဆောင်ရှင်းလို့မပြီးသေးလို့ပါဗျာစောစွန်စကားတောင်ဆုံးအောင်မပြောရသေးဘူးအာကြီးဘေကဆိုတဲ့ကောင်ကသူ့ပါဇက်ကိုအတင်းလာပိတ်လိုက်ပြီးမင်းနဲ့ငါနဲ့စကားပြန်ပြောနေတာမဟုတ်ဘူးနော်မင်းနေရမင်းတီစမ်းမင်းကဒမ်းမီသားစုကကောက်ကျွေးထားတဲ့မိဘမဲ့ကောင်ပဲသူတို့ကနည်းနည်းကောင်းပြလို့တောက်ချင်မလို့နဲ့အဲ့ဒီနောက်မှာတော့ဒွန်ပန်စုကိုဒွန်ဟုံကပန်းပဲဖို့စီခေါ်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်အစီခံတယောက်ဖြစ်တဲ့မင်းကတော့အရက်ဆိုင်မှာသွားပြီးပျော်ပါဖို့ပြင်နေတာပေါ့ပန်းပဲဖို့ပိုင်ရှင်ကသူတို့နှစ်ယောက်ထဲရောက်လာတာမြင်တော့စိုးရိမ်စိတ်ကိုမဖြောက်နိုင်ပဲမင်းတို့နှစ်ယောက်ထဲနဲ့ဒီလက်နက်တွေအကုန်လုံးတည်နိုင်ပါမလားဗျာလို့မေးရှာပါတယ်ဒါကိုဘောကအကူကြီးဟာဒီလိုအလုပ်မျိုးအတွက်လူအများကြီးမလိုပါဘူးစောစွန်တယောက်ထဲနဲ့တစားခါနေတာပဲစောစွန်ကပြိုင်မင်းလိုပဲဗျသူမတည်နိုင်တဲ့အရာမရှိဘူးပဲစောစွန်ကြောင့်မနေနဲ့လက်နက်တွေတည်ပြီးအမြန်သွားတော့လို့အမိတ်ပေးပြီးသူလည်းရက်ဆိုင်ဘက်ကိုပျော်ပါဖို့ထွက်သွားပါတော့တယ်ဆိုင်ပိုင်ရှင်ကြီးကကြည့်ပြီးတနာနေပေမဲ့လည်းဘာမှမတတ်နိုင်ပါဘူးဒါကအားနေတဲ့သူကိုအားတန်တဲ့သူကနှိပ်စက်တဲ့ကဘာကြီးလေအသက်ရှင်ဖို့အတွက်လူတွေဟာပိုးကောင်တွေလိုပဲရုန်းကန်နေကြရတာပါဘလောက်ပဲလဲကြပါစေရှေ့မှာစုခင်းလန်းတွေပဲရှိနေပါစေတရုတ်တိုက်ပြီးတွားကြရတာပဲမဟုတ်လားဒါပေမဲ့ကန်ကြမာကလူတွေကိုနောက်ပြောင်ရတာတော်တော်သဘောကျပုံရပါတယ်ဒီနေ့အတွက်အလုပ်တွေပြီးသွားပေမဲ့စောစွန်ရဲ့ခန္ဓာကိုယ်ကတော့အကျအဆုံးခံနေရပါပြီသူဟာအသက်မရှိတဲ့ရုပ်လောင်းတစ်ခုလိုလမ်းမထက်မှာဘာခံစားချက်မှမရှိပဲရှောက်လာရင်ဝုန်းကနေဆိုပြီးလူတစ်ယောက်ကိုဝင်တိုက်မိသွားပါတယ်တောင်းပန်ပါတယ်ကျွန်တော်တမင်လောက်တာမဟုတ်စကားပင်မဆုံးသေးဘူးပြန်ရလိုက်တဲ့တုတ်ပြန်မှုကတော့ပြင်းထန်တဲ့လက်သီးတစ်ချက်ပဲဖြစ်ပါတယ်ငါပဲအချိန်ကစပြီးမှားသွားခဲ့တာလဲအသက်ရှင်ဖို့အတွက်ဟင်နရီမိသားစုရဲ့တကားကိုတွားခောက်ခဲ့တဲ့အချိန်ကလားဒါမှမဟုတ်တိုင်ဖုံးမုန်တိုင်းကြောင့်မိသားစုတွေအကုန်တည်ဆုံးပြီးငါတယောက်တည်းကြံခဲ့တဲ့အချိန်ကလားဖြစ်နိုင်တာကတော့ဒီလိုငရဲလိုနေရာမျိုးမှာငါမွေးဖွားလာကြတဲ့ကစပြီးမှားခဲ့တာထင်ပါရဲ့ဒွန်ပန်စုတယောက်တော်တော်လေးရှည်လျားတဲ့အိမ်မက်တစ်ခုကိုမက်ခဲ့ပါတယ်ပြန်နိုးလာတဲ့အချိန်မှာတော့အဲ့ဒီအိမ်မက်တွေကဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်စောစွန်ရဲ့အတိတ်အကြောင်းတွေဆိုတာသူချက်ချင်းသဘောပေါက်သွားတယ်ဆိုလိုတာကတော့စောစွန်အစ်စ်ကအဲ့ဒီတုန်းကတည်းကအရိုက်ခံရပြီးတေဆုံးသွားခဲ့တာဖြစ်ပြီးအခုတော့ဘန်စုရဲ့ဝိညာဉ်ကဒီခန္ဓာကိုယ်ကိုဝင်စီးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဘန်စုရဲ့မျက်စိထောင်ကနေထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိသွားတယ်အဲ့ဒါကတော့မူရင် online murder line ရဲ့စနစ်ပြတင်းပေါက် system ဝင်နောက်ကြီးဖြစ်နေလို့ပါပဲဒီအပိုင်းဘန်စုကဒဏ်ရာတွေတော်တော်ရထားတာကြောင့်မောင်ကသူ့အတွက်နေတိုင်းထမင်းလာပို့ပေးရပါတယ်တောက်ငါကပဲဒီကောင်စုပ်ကိုနေတိုင်းလှုပ်ကြွေးနေရတယ်လို့အလုပ်ပြီးရင်အိမ်တန်းပြန်ရမှာကို
တောက်ကလန်ကလာပင်ကွင်းနဲ့တွားတိုးပြီးအခုတော့ကြည်ဦးငါကပဲဒီကောင်ဖြစ်စီထားတဲ့ခြေခွက်ကိုလိုက်ရှင်းနေရတဲ့တက်ယုံပဲရှိသေးတယ်။နောက်ခေါင်းပါလိုင်းပေါ်ရောက်သွားနိုင်တယ်။မုံကဒေါသတကြီးနဲ့မြင်းဆောင်တကားကိုကန်လိုက်ပြီးဒီနေ့အတွက်ထမင်းထုတ်ကိုဘန်ဆုရှိလွင့်ပစ်ကလှည့်တောင်မကြည့်ပဲထွက်သွားပါတယ်။ဒွန်ဘန်ဆုဒီကဘာကိုရောက်လာတာနှစ်ပတ်တောင်ရှိသွားပါပြီ။မပြောစကားတွေနဲ့အပြင်ကစုံစမ်းရတဲ့လောက်တော့ဒီကလူတွေကတရုတ်စာလုံးတွေကိုတုံးကြတယ်။ဒါပေမဲ့ဒါကကဘာမြေမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီကဘာမှာတိုင်းပညာဆိုတာတကယ်ရှိနေလို့ပါပဲ။ရုပ်ရှင်တွေဝတ္ထုတွေထဲကလူတွေကလေထဲမှာတာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင်မြန်ဆန်ပြန်တန်းသွားလာနိုင်ကြတာပါ။ဒါကဖမှုရင်အွန်လိုင်းရဲ့အပြင်လောကဘာရှင်းကြီးဖြစ်နေပြီးဂိမ်းထဲကအတိုင်းစတာဂျာပြင်းပေါက်ကြီးကလည်းဘန်ဆုရဲ့မျက်စိရှိမှလွင့်မျောနေပါ။ဒါကိုတခြားသူတွေတော့မမြင်ရပါဘူး။ပထမတော့သူကဒါကိုဂိမ်းကဘာလို့ပဲထင်ခဲ့တာဒါပေမဲ့ရက်အနေငယ်ကြာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ဒါကတကယ်လက်တွေ့ကဘာအစ်စ်ဆိုတာသူတေချာသွားပါပြီသူနဲ့တွေ့တဲ့လူတိုင်းမှာကိုယ်ပိုင်သိစိတ်ရှိကြပြီးတကယ်တွေးသားတဲ့လူသားတွေဖြစ်နေကြလို့ပါပဲဒီနေရာကအစ်စ်မှန်ဆိုရင်ငါကလူသားလားဒါမှမဟုတ်ကစားသမားလားဘန်စုတယောက်တွေးလို့မဆုံးသေးခင်မှာပဲဒွန်ဆိုတဲ့ကောင်ကတကားကိုစောင့်ဖွင့်ပြီးဝင်လာပါတယ်ဟေ့ညီလေးစောစွမ်းမင်းတီလားကောင်းတကောင်ကြောင့်လူတယောက်အသက်နဲ့မတက်အရိုက်ခံရပြီးဒီနေ့မှပြန်လွတ်လာတာငါကတော့မင်းအကြောင်းပဲတွေးနေတာဒါပေမဲ့ဘန်စုကဘာမှမပြောပဲဖြည်းဖြည်းချင်းထွက်လိုက်ပြီးဒီနေ့အတွက်ထမင်းတွေကိုတလုတ်ထဲနဲ့ကုံအောင်အတင်းမျိုးချလိုက်ပါတယ်ဒီကောင်စုပ်ငါပြောနေတာမကြားဘူးလားမင်းတကယ်သိချင်နေတာပဲအဲ့ဒီချင်းချောက်တန်ကိုကြားတော့ဘန်စုကသူ့ကိုအေးဆက်ဆက်စိုက်ကြည့်လိုက်ပြီးလက်ထဲကကျွေးပန်းကန်လုံးကိုခွဲပစ်လိုက်ပါတယ်ပြီးတော့ထက်မြက်နေတဲ့အပိုင်းစားတစ်ခုကိုကောက်ကင်ကတွန်းရဲ့လေပင်တက်တဲ့ကိုအာကုံလန်းထိုးထည့်လိုက်ပါတော့တယ်တွန်းလေပင်ကနေသွေးတွေပန်းထွက်လာပြီးအော်ဟင်းကြီးတွားနေတဲ့အချိန်မှာဘန်စုကခက်အေးအေးပဲပြောလိုက်ပါတယ်စိတ်မကောင်းပါဘူးကွာမင်းတို့တည်တဲ့စောစွန်ဆိုတဲ့ကောင်ကဟိုးအရင်ကတည်းကမင်းတို့လက်ချက်နဲ့တည်သွားခဲ့ပြီပြောရင်းနဲ့ဘန်စုကကျွေခွဲစကိုပြန်ဆွဲထုတ်ပြီးနောက်တစ်ချက်ထပ်ဆိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာတော့သူဟာလူသက်သွေးကြွနေခဲ့ပါပြီးအသားတွေစုပ်ပြဲသွားတဲ့အတန်နဲ့အတူသူ့ရဲ့ရေမောတန်ကထွက်ပေါ်လာပြီးကဘာကြီးတစ်ခုလုံးသွေးနီအောင်တွေဆူရွှဲသွားတယ်လို့ခံစားလိုက်ရပါတယ်ငါကလူသားလားကစားသမားလားဆိုတာအရေးမကြီးတော့ဘူးငါတေချာတာတစ်ခုပဲရှိတယ်ဒီနေရာကလက်တွေ့ကဘာပဲဒီကဘာကဂိမ်းတစ်ခုလိုလက်ပတ်နေပြီးအားနေတဲ့သူကအားတန်တဲ့သူရဲ့တားကောင်ဖြစ်ရမယ်နောက်ဆုံးတော့ငါရဲ့ပင်ကိုတဘာဝကိုဖုံးကွယ်ထားစရာမလိုတော့ဘူးပေါ့ငါစိတ်ကျဉ်တဲ့အထိဒီမှာအမဲလိုက်မယ်ယာဒူးမြင့်နဲ့အားကောင်းတဲ့သားကောင်တွေကိုပဲရှာပြီးအမဲလိုက်မယ်ဒီနေရာကတော့မှုဆိုးတွေအတွက်စစ်မှန်တဲ့ဒုက္ခဖုံဖြစ်လာတော့မှာပါဒီလိုနဲ့ဘန်စုဟာဒီကဘာကိုရောက်လာပြီးနောက်ပထမဆုံးအကြိမ်ဖြစ်လူတစ်ယောက်ကိုတက်လိုက်ပါတယ်ဟုတ်ပါတယ်အဲ့ဒီလိုအမိုက်ကောင်ကသူ့အတွက်တော့တန်မိုးရှိတဲ့သားကောင်မဟုတ်ပါဘူးဒါပေမဲ့သူစမ်းသက်ကြည့်ရမယ့်အရာတစ်ခုရှိပါတယ်ဒီစနစ်ထဲက inventory ပစ္စည်းတူလောင်ခန်းကသူမှတ်မိတာနဲ့နည်းနည်းကွဲပြားနေပါတယ်။မူရင် online game ထဲမှာတော့ inventory ကအကွက်လေးတွေနဲ့ဖြစ်ပြီးတစ်ကွက်မှာပစ္စည်းတစ်မျိုးပဲထည့်လို့ရတာပါ။ဒါပေမဲ့အခုတော့အကန့်အသတ်မရှိတဲ့တစ်ထည့်ကြီးဖြစ်နေပြီးလက်နဲ့လှမ်းကင်လိုက်ရင်တော့အထဲကိုဖြတ်ကျော်ဝင်သွားလို့ရပါတယ်။အထဲမှာအနည်းဆုံးစတူရမ်းမီတာရာနဲ့ချီကျယ်ဝန်းတဲ့နေရာလွတ်ကြီးရှိနေတာပါ။ဒီစနစ်က game ထဲကအတိုင်းအလုပ်လုပ်တယ်ဆိုရင်တော့ငါသိမ်းကျင်တဲ့ပစ္စည်းကိုလက်နဲ့ထိပြီးစိတ်နဲ့အမိတ်ပေးုံပဲ။သူတွေးလိုက်တာနဲ့တွန်းရဲ့ရုပ်လောင်းကချက်ချင်းပဲတဲတာအချက်လက်တွေဖြစ်ပြောင်းလဲသွားပြီးစနစ်ရဲ့ကွက်လက်ထဲကိုစုပ်ယူခြင်းခံလိုက်ရပါတယ်ဒီထူးဆန်းတဲ့မြင်ကွင်းကိုကြည့်ပြီးဘန်စုအံ့ဩသွားရတယ်ဒီလောက်လူကောင်ကြီးတာတော့အထဲကိုကွက်တိဝင်သွားတာကိုဒီစွမ်းရည်ကတော့တကယ်သုံးစားလို့ရတာပဲနေပါဦးဒါဆိုအသက်ရှိတဲ့အရာတွေကိုရောသိမ်းလို့ရမလားအခွင့်အရေးရရင်စမ်းကြည့်ရမယ်ရက်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ဘန်စုရဲ့တန်ရာတွေကအကုန်လုံးနှီးပါတက်တာသွားပါပြီလူတွေတန်တရားမဝင်အောင်သူကစကားအတရားဆောင်နေခဲ့ပါတယ်ခါတိုင်းလိုပဲညစ်ပတ်ပြီးပင်ပန်းတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့ဒီကဘာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာပါရုတ်တရက်မောကနောက်ကနေဘန်စုကိုရိုက်လိုက်ပြီးဟေ့ကောင်မင်းကျုပ်ဝက်ချက်တွေပေါက်ကြားမှာဆိုလို့စကားအဆောင်နေတာလို့ငါကြားတယ်နော်ဒါကိုဘန်စုကလူဦးကြောင်ကြောင်ပုံစံဖမ်းပြီးဘယ်သူမှနားမလည်တဲ့အတန်တွေနဲ့အင်းအဲလုပ်ပြလိုက်ပါတယ်ဒီအကောင်ဒီမှာလာခုမနေနဲ့အဲ့ဒီမြင်းကိုခေါ်ပြီးလမ်းလျှောက်ထွက်ချေဒုံဘန်စုကနားလေကြောင်ခေါင်းကုန်းပြလိုက်တော့မော်ကစိတ်ပြက်လက်ပြက်နဲ့တောက်စကားတော်မပြောတတ်တဲ့လူနဲ့ငါဖြစ်ဘာလို့ရမှန်းကိုမသိတော့ဘူးလို့ချိန်ဆပြီးထွက်သွားပါတယ်မြင်ကွင်းပြောင်းသွားပြီးဘန်စုတယောက်မြင်းကောင်းကြီးကိုဆွဲပြီးလမ်းမပေါ်လျှောက်လာပါတယ်လမ်းဘေးကရှေးဟောင်းမြင်ကွင်းတွေကိုငေးမောနေတော့မှာပဲလမ်းထောင်ကနေမကောင်းတဲ့ရွေချက်ရှိပုံရတဲ့ကလေးတစုထွက်လာပါတယ်သူတို့ကစောစုံကိုခဲလုံးတွေနဲ့ဝိုင်းထူးကြတာပါခဲလုံးတစ်လုံးကဘန်စုရဲ့ခေါင်းကိုထိမှန်သွားပြီးစပင်ကြားထဲကနေသွေးတွေတရဆက်စီးကြလာပါတယ်စောစုံလူကြီးကအခုတော့စကားကြီးဖြစ်သွားပြီဟေ့အဲ့ဒီကလေးဆိုးတွေကဆက်ပြီးလှောင်ပြောင်ဖို့လုပ်နေတော့မှပဲဘန်စုရဲ့မျက်နှာကပြတ်သွားပြီးသူ့စီကနေကြောက်စရာကောင်းတဲ့ PR တွေထွက်ပေါ်လာပါတယ်။အဝလွန်နေတဲ့ကောင်လေးကသူမျက်စိမားလာဆိုပြီးမျက်လုံးကိုပုတ်ပြီးပြန်ကြည့်တဲ့အချိန်မှာတော့ဘန်စုကပုံမှန်အတိုင်းလူဦးကြောင်ကြောင်ပုံစံပဲဖြစ်နေပြန်ပါတယ်။ဘန်စုကနားမလည်တဲ့အတန်ချို့ကိုညီးတွားရင်လှည့်ထွက်သွားတဲ့အခါမှာတော့အဲ့ဒီအဝလွန်ကောင်လေးကဘန်စုကြောက်လို့ပြေးပြီးအမှတ်နဲ့ပို့ပြီးဘဝင်ခိုင်ကစောစွန်ကအကောင်သူဘာမှမလုပ်နိုင်ဘူး။လူအကြီးလိုအော်ပြီးလှောင်ကြံရစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့မော်တယောက်လက်နက်တူလောင်ယုံတကားဝါကိုရောက်လာပြီးတကိုယ်တည်းပွားစီလုံးနေတော့မှရှိပါသေးတယ်။တောက်
လက်နက်တွေကိုငါတယောက်တည်းလာစီခိုင်းနေပြန်ပြီးဒီကောင်ဒွန်ကော့တွန်ကတ်ကလည်းဒီနေ့ရက်လုံးဘယ်ငါရဲပြီးရောက်နေမှန်းကိုမသိဘူးအဲ့ဒီချိန်မှာပဲဘန်စုကလက်နက်တူလောင်ယုံတွေကထွက်လာပါတယ်မတယောက်အထဲကလက်နက်တွေအစီအီနဲ့တေးတက်လာပစွာအစီအစဉ်တကျရှိနေတာကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားရတယ်ဟေ့ကောင်မင်းငါအလုပ်တွေကိုအကုန်လုပ်ပေးထားတာလားဘန်စုကချက်ချင်းပဲခေါင်းညစ်ပြီးဖားတဲ့ပုံစံမျိုးနဲ့ခါညွတ်ပြလိုက်ပါတယ်ဒီကောင်တစ်ခါတေးမလို့ဖြစ်ပြီးမှပိုးပြီးလဲလာပါလားလို့မတွေးနေတော့မှပဲဘန်စုကအဝိတ်အိတ်လေးတစ်အိတ်ကိုထုတ်ပြီးမိုးကိုကြော့တဲ့ပုံစံနဲ့ပေးလိုက်ပါတယ်မွန်ကအိတ်ကိုဖွင့်ကြည့်လိုက်တာနဲ့ကြောင်သွားရတယ်ဘာလို့လဲဆိုတော့အထဲမှာကြေးတင်ကားပြားတွေအပြည့်ရှိနေလို့ပါပဲဟာဟာမင်းဒီနေ့အလုပ်လုပ်တာတော်တော်ဟန်ကြတာပဲစီကန်းတွေကိုနားလည်လာပြီပေါ့အေးငါအာမခံတဲ့နောက်ဆိုဒွန်ကော့မင်းကိုလာမနှိပ်ဆက်စေရဘူးလို့ပြောပြီးဒင်္ဂါအိတ်ကိုကင်ကပြုံးဖြီးဖြီးနဲ့ထွက်သွားပါတော့တယ်အဲ့ဒီချိန်မှာတော့ဘန်စုရဲ့မျက်နှာကလူပုံစံပြောက်သွားပြီးမျက်လုံးတွေကအေးဆက်သွားပါတယ်အခုစိတ်ကြက်ရေထားလိုက်ဦးပေါ့တိတ်မကြခင်မှာမင်းဘလို့မှမရေနိုင်တော့အောင်ငါလုပ်ပေးမယ်တစ်ဖက်မှာတော့မတယောက်ငွေရလို့ပျော်ရွှင်နေပြီးဒီနေ့တော့ပတ်စံရှိပြီဆိုတော့ဟိုမြေခွေးမလေးစီသွားပြီးပျော်ပါလိုက်အောင်မှပဲဆိုပြီးထွက်သွားပါတော့တယ်မော်တယောက်ဖီနစ်မြေခွေးမလေးစီကိုစိတ်လှုပ်ရှားစွာနဲ့အပြေးလွှားသွားပါတော့တယ်အိုဟိုဆရာမက်အလားဒီနေ့ဘလို့လေးညင်းစမ်းကြောင့်ဒီကိုရောက်လာတာလဲဗျာကျွန်တော်အခုချက်ချင်းသွားခေါ်ပေးပါမယ်အကိုကြီးနေဦးဒီနေ့ငါအန်ရန်လန်နီအောင်ကိုလာတာမဟုတ်ဘူးဒီဆိုင်ရဲ့အလှဆုံးချိုဆန်းချောင်းစင်ကိုပဲခေါ်ပေးဒီညသူ့ကိုပဲငါရွေးမယ်ဒါကိုကြားတော့ဆိုင်ရှင်ကြီးရဲ့မျက်နှာကချက်ချင်းပြတ်သွားတာပေါ့ဘာလို့လဲဆိုတော့မွာကပုံမှန်ဆိုပတ်စံမရှိပဲအစင်းမြင့်မိန်းကလေးတွေကိုမခေါ်နိုင်မှန်းသူသိနေလို့ပါဒါပေမဲ့မရဲ့လက်ထဲကကြေးတင်ကားအိတ်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ချက်ချင်းပဲဖားတဲ့အပြုံးကြီးပြုံးလိုက်ပြီးဆရာမတ်ဒီဘက်ကိုကြော့ပါဗျာကျွန်တော်အခုချက်ချင်းချိုဆန်းကိုလွှတ်လိုက်ပါမယ်လို့ပြောပြီးအခန်းထဲခေါ်သွားပါတယ်မှလည်းအခန်းထဲမှာစိတ်လှုပ်ရှားစွာနဲ့စောင့်နေတော့တိတ်မကြခင်မှာပဲတကယ်ကိုရင်သက်ရှူမောစရာအလှပတေလေးတယောက်တကားဖွင့်ပြီးဝင်လာပါတယ်ဆိုင်ရဲ့အလှဆုံးမိန်းကလေးပီပီအန်ရန်ထက်အစပေါင်းရာချီလှပလွန်နေတာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်ပျော်မြူးပြီးရေမောနေကြတဲ့အချိန်မှာမသိတာတခုကတော့သူ့နောက်ကျောကတစ်သားနဲ့ရန်အကွဲကြားကနေတွေးလိုနေရဲနေတဲ့မျက်လုံးတစ်စုံကသူတို့ကိုစိုက်ကြည့်နေတယ်ဆိုတာပါပဲဟုတ်ပါတယ်အဲ့ဒီမျက်လုံးရဲ့ပိုင်ရှင်ကတော့စိတ်တဆလူသက်သမားကြီးဒွန်ဘန်ဆိုပဲဖြစ်ပါတယ်အချိန်ကိုနည်းနည်းလေးပြန်သွားရအောင်အစောပိုင်းကမဆိုင်ထဲဝင်သွားတာကိုကြည့်ပြီးဆိုင်ရှင်ကြီးကလက်ထဲကဒင်္ဂါအိတ်ကိုကြည့်ကသဘောကျလို့ပြုံးနေတဲ့အချိန်မှာပဲနောက်ထပ်လူတစ်ယောက်ထပ်ဝင်လာပါတယ်အဲ့ဒါကတော့နောက်ကိုတကောက်ကောက်လိုက်လာတဲ့ဘန်စုပဲဖြစ်ပါတယ်ဟေ့လူမင်းဒီကိုဘာလာလောက်တာလဲဒါဘလို့နေရလဲသိရလားအခုချက်ချင်းမထွက်သွားရင်ဆိုင်ရှင်စကားတော့မဆုံးသေးဘူးဘန်စုကန်ပေးလိုက်တဲ့ပတ်စံအိတ်ကြောင့်စကလုံးတွေလဲချောင်းနဲ့တဆူသွားရတယ်ဘန်စုကစကားမပြီးမသားနဲ့အားဆိုင်ပြီးမအန်ရန်ဆိုပြီးလေးလုံးနဲ့ပြောလိုက်ပါတယ်ဆိုင်ရှင်ကအိတ်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာကြေးတင်ကားတွေပြည့်နေနေတာကိုမြင်ပြီးမျက်လုံးတွေပြူးထွက်သွားတာပေါ့သူကချက်ချင်းပဲအပြုံးကြီးပြုံးပြီးအော်ဆရာကြီးအပေါ်ထပ်ဒုတိယထပ်ကိုကြော့ပါဗျာအန်ရန်ကိုအခုချက်ချင်းလွှတ်လိုက်ပါမယ်ဒီလိုနဲ့ဘန်စုလည်းဖိနစ်ဆိုင်ရဲ့ဒုတိယထပ်ကိုရောက်သွားပြီးမရဲ့အခန်းထဲမှာဖြစ်ပျက်သမျှကိုဘေးကန်းကနေအတိုင်းသားမြင်နေရပါတယ်တယောက်ကာမစီစိန်ခံစားလို့ပြီးသွားတဲ့အချိန်မှာတော့ဘန်စုကဘေးကန်းကနေတိတ်တဆိတ်ကူးလာခဲ့ပါတယ်တယောက်သူ့ကိုယ်သူကျဉ်းနှက်ပြီးစိန်ယူနေတော့မှာပဲဘန်စုကလက်ထဲကပတ်တီးစကိုဖြည်းဖြည်းချင်းယူလာပြီးနောက်တစ်စက္ကန့်မှာတော့မော်ရဲ့လေဘင်းကိုစုပ်ပြီးချက်ချင်းဆွဲညစ်လိုက်ပါတော့တယ်သူကပတ်တီးဆက်အစုံနှစ်ဖက်ကိုအားကုန်ဆွဲပြီးအသက်ရှူချက်အောင်လုပ်လိုက်တာပါတောက်ဘဲကောင်လဲဟဲ့လဲတတိဝင်လာပြီးအသေးအတန်ရုန်းကန်ပါတော့တယ်ဒါပေမဲ့ဘန်စုရဲ့ညစ်အားကနည်းနည်းလေးမှရှုံးမသွားပါဘူးအသက်လူရမယ့်အခြေအနေမှာမာကသူ့ရဲ့နောက်ဆုံးခွန်အားကိုတုံးပြီးဝုန်းကနေထခုံကသူ့ရဲ့လူကောင်းကြီးကြီးနဲ့ဘန်စုကိုကျမ်းပြင်ပေါ်ဖိချပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်လဲဘာထူးမှလည်းဘန်စုရဲ့လက်ကလွတ်မသွားသေးပြီးတော့သူပြေးစရာလမ်းမရှိပါဘူးဒီညတော့မင်းတည်ရင်တည်မဟုတ်ရင်ငါတည်ပဲဘန်စုကအားကိုတဖြည်းဖြည်းထပ်ဆိုင်လိုက်တဲ့အခါမှာတော့မိုးရဲ့တကိုယ်လုံးတုံတက်လာပြီးအသက်ရှိခဲ့တဲ့မျက်လုံးတွေကဖြည်းဖြည်းချင်းလူဖြူဆိုင်လာပါတော့တယ်လူတယောက်ရဲ့အသက်ဝိညာဉ်ကငါမျက်စိရှိမှတင်တဖြည်းဖြည်းချင်းပျောက်ကွယ်သွားတာကိုကိုယ်တိုင်ခံစားရတာတကယ်ကိုအံ့ဩဖို့ကောင်းတာပဲဘန်စုကအဆုံးထိအားစိုက်ပြီးနောက်ဆုံးတော့မော့ကိုအမိအရာညှစ်တက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘေးနားမှာအိမ်မောကျနေစေဖြစ်တဲ့မိန်းကလေးစီမျက်လုံးရောက်သွားတယ်သူလျှောက်သွားပြီးငုံကြည့်လိုက်တဲ့အခါဒီမိန်းကလေးကတော့အပြစ်မဲ့တဲ့မျက်စားတတဝါအုပ်စုကပဲဆိုတာတေချာသွားပါတယ်သူနိုးမလာတာတေချာပြီးဆိုမှဘန်စုကသူဝင်လာခဲ့တဲ့တစ်သားနိုင်ရန်ဘက်ကိုပြန်လှည့်လာခဲ့တယ်ဒီနေရာမှာတကားပေါက်အပိုတစ်ခုရုတ်တရက်ပေါ်လာရတဲ့အကြောင်းရင်းကတော့သူကစနစ်ရဲ့ inventory တူလောင်ခန်းကိုအသုံးချလိုက်လို့ပါပဲရှေ့ကတစ်သားနိုင်ရန်ကိုလက်နဲ့ထိလိုက်ရုံနဲ့အဲ့ဒီနိုင်ရန်ကိုစနစ်ထဲတန်းသိမ်းလိုက်လို့ရတာကိုသိချတာပေါ့
ဒီစနစ်ကိုပို့ပြီးဘယ်လိုသုံးရမလဲဆိုတာလေ့လာထားဖို့ကနောက်ပိုင်းအမဲလိုက်မှုတွေအတွက်အရေးကြီးတယ်ပြီးတော့ငါမက်ကိုတက်ပြီးတာနဲ့ငါရဲ့ experience အတွေ့အကြုံမှတ်တွေတက်လာတယ်ဆိုလိုတာကဒီနေရာကဂိမ်းတွေကအတိုင်းပဲလူတက်ရင်အတွေ့အကြုံရမယ်ပြီးရင် level တက်ပြီးပိုတန်မှလာမယ်ငါပိုတန်မှလာလေအမဲလိုက်ရတာပိုလွယ်လေးပဲအဲ့ဒီအခါကျရင်အတွေ့အကြုံတွေကပိုပြီးမြန်တက်လာလိမ့်မယ်ကောင်းလိုက်တာငါအကန့်အသတ်မရှိတက်မှလာနိုင်တာပေါ့ကဘာကြီးဆိုတာဒီလိုဖြစ်တင်တာဒီအချိန်မှာပဲဆိုင်ရှင်ကြီးကတကားပြင်ဘက်မှာမိန်းကလေးအန်ရန်နဲ့တွေ့ပါတယ်စိတ်မရှိပါနဲ့ဗျာခုနကကိစ္စလေးတစ်ခုရှိနေလို့နှောင့်နေသွားတယ်ဖုတ်ဖက်လုံးမနေနဲ့တော့ဧည့်သည်ကအထဲမှာစောင့်နေတာကြာပြီးမြန်သွားသူကပတ်စံအပြည့်ပေးထားတာသူကလူအဖြစ်နေရင်တော့မင်းတိတိချာချာပြုစုရမယ်နေပါဦးမက်နဲ့ချိုဆန်းတို့အထဲဝင်သွားတာတော်တော်ကြာပြီးဘာလို့ပြန်မထွက်လာသေးတာလဲသူတို့တညလုံးနေဖို့စိတ်ကူးနေကြတာလားမသိဘူးဆိုင်ရှင်ကြီးကစိတ်မရှိတော့ပဲမိုးရဲ့အခန်းတကားကိုသွားခောက်ပါတယ်ညီလေးမက်တော်လောက်ပြီးထင်တယ်ချိုဆန်းအပြင်ထွက်တင်ပြီဒါပေမဲ့တော်တော်နဲ့စောင့်ကြည့်တာတော့အထဲကဘာတန်မှပြန်မကြားရပါဘူးဆိုင်ရှင်ကြီးဒေါသတကြီးနဲ့အော်ဆဲတော့မဲ့အချိန်မှာပဲအခန်းထဲကနေချိုဆန်းရဲ့ဆူဆူဝါဝါအော်တန်ကြီးထွက်လာပါတော့တယ်ဆိုင်ရှင်ကြီးမျက်နှာပြတ်သွားပြီးတကားကိုစောက်ဖွင့်ကအပြေးလွှားဝင်ကြည့်လိုက်တော့ချိုဆန်းကစောင်ကြုံကြီးနဲ့ကြောက်လန့်တုံရင်ပြီးကြည့်နေတာကိုတွေးလိုက်ရတဲ့ဆိုင်ရှင်ကြီးလည်းကြောက်လန့်လွန်းလို့အဲ့ဒီနေရာတင်ကျမ်းပြင်ပေါ်ဖုံးကနေလဲကျသွားပါတော့တယ်ခုလာလေးတင်အားရှိပါရှိနဲ့ကြွားလုံးထုတ်နေတဲ့မက်တယောက်သူ့ဆိုင်ထဲမှာတင်ကျိုးဆွဲချတေဆုံးနေလိမ့်မယ်လို့သူဘလို့မှထင်မထားခဲ့မိလို့ပါပဲအဲ့ဒီအချိန်ကစပြီးလူတွေကိုအတန်တိတ်တေမင်းနိုင်ငံစီခေါ်ဆောင်သွားတဲ့ virus သို့မဟုတ်ပဟေလီလူတက်မှုတွေကဒီအန်ဝေးလန်ဝဲနေမြေတစ်ခုလုံးမှာတိတ်တဆိတ်ပြန့်နှံ့လာပါတော့တယ်ရှေးရခင်ကလေးကဒီမြေကမြေစီလွှာကောင်းမွန်ပြီးရေကန်တွေဆက်ဆက်နေတာကြောင့်ကုန်သွယ်မှုတွေစီကားခဲ့တာပါဒါပေမဲ့ပတ်စံတွေတနေရာထဲမှာစုမိလာပြီဆိုရင်တော့တပြတွေနဲ့လူယုံမာတွေကလည်းလိုက်လာစမြဲပါပဲဒီလိုနဲ့နေမြေအေးချမ်းမှုအတွက်အင်အားကြီးခိုင်းတွေမိသားစုတွေအန်ဝေးနေမြေမှာတဖြည်းဖြည်းပေါ်ပေါက်လာခဲ့ကြတယ်အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့အန်ဝေးရဲ့နံပါတ်1မိသားစုဖြစ်တဲ့နမ်မွန်နမ်မွန်မိသားစုနဲ့ဒန်ရီဒန်ရီမိသားစုလိုပဲဖြစ်ပါတယ်ဒန်ရီမိသားစုကအင်အားကြီးမိသားစုကြီး9ခုထဲမှာမပါဝင်ပေမဲ့လည်းအလဲပိုင်းဒေသ Central Plains မှာတော့ထိပ်တန်းအထက်တန်းလွှာမိသားစုအဖြစ်သတ်မှတ်ခံထားရပါတယ်။အထူးသဖြင့်သူတို့မှာကိုယ်ပိုင်စစ်တပ်တစ်ခုဖြစ်တဲ့ကောင်းကင်ဖြတ်ကျော်တိုင်းသားတပ်ဖွဲ့သတင်းအချက်လက်စုံစမ်းရေးနဲ့ဥပဒေစိုးမိုးရေးတပ်ဖွဲ့ဖြစ်တဲ့ကြီးကန်းတဲ့အဖွဲ့အရှိပြီးအလွန်နာမည်ကြီးပါတယ်။ဒါပေမဲ့မကြသေးခင်ကပဲကြီးကန်းတဲ့အဖွဲ့ကတကယ်ကိုခေါင်းခဲစရာကိစ္စတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒါကတော့ကိုတေချောင်းကြံစည်မှုကက်ယောဂါပါပဲဒီလာတဲ့တင်ပါအကြောင်းပြချက်မှမရှိပဲကိုတက်တည်သွားတဲ့သူတရားကြော်နေပြီဖြစ်လို့ပါပဲဟိုးရင်ကလည်းတက်တည်တာမျိုးရှိပေမဲ့တလားမှတယောက်နှစ်ယောက်ထက်မပိုပါဘူးအခုလိုအစမတန်ဖြစ်နေတာကတော့လုံးဝတဘာဝမကျပါဘူးဒါပေမဲ့အခုရှိသမျှတက်တည်အထောက်ထားအားလုံးကတော့သူတို့ဘာသာတက်တည်ကြတာလို့ပဲပြနေပါတယ်အဲ့ဒီလိုမျိုးဖြစ်နိုင်ပါမလားအဖွဲ့ခေါင်းဆောင်ဂီဒီယိုကယ်ဒေယိုကရုတ်တရက်တစ်ခုခုကိုတွေးမိသွားပြီးပထမဆုံးတက်တည်ခဲ့တဲ့သူကဘသူလဲလို့ချက်ချင်းမေးလိုက်ပါတယ်အဲ့ဒီလူကဒန်ရီမီသားစုကမက်ဖြစ်ပြီးသူကဖီနစ်မြေခွေးမလေးဆိုင်မှာတချင်းနားထောင်ရင်တက်တည်သွားတာလို့သိလိုက်ရတဲ့အချိန်မှာတော့ဂီဒီယိုကသူ့လူတွေကိုဥဆောင်ပြီးအခင်းဖြစ်ပွားရာနေရာစီချက်ချင်းထွက်လာခဲ့ပါတော့တယ်တကယ်လို့ဒီတက်တည်မှုကယောဂဆိုတာတကယ်တော့လူတက်မှုသာဖြစ်ခဲ့မယ်ဆိုရင်လူသက်သမားကမော်ကိုတက်ဖို့အထဲကိုဘလို့ဝင်လာခဲ့တာလဲအခင်းဖြစ်တဲ့အခန်းကိုတိတိကျကျစစ်ဆေးပြီးတဲ့နောက်မှာတော့ဂီဒီယိုကဝင်ပေါက်ထွက်ပေါက်ဖြစ်နိုင်ခြေအားလုံးကိုပယ်ဖျက်လိုက်ရပါတယ်ဒါဆိုရင်ဒီနေရန်တစ်ခုပဲကျန်တော့တာပေါ့တကယ်လို့ဒီတစ်သားနေရန်ကိုဖယ်လိုက်ရင်တော့လွတ်လပ်သွားလာလို့ရနိုင်ပါတယ်ဒါပေမဲ့ပြဿနာကဒီနေရန်ကဖျက်ဆီးထားတဲ့အရေးအယောင်လုံးဝမရှိတာပါပဲဘာလို့လဲဆိုတော့ဒီတစ်သားပြားတွေကိုမပျက်စီးစေပဲဖြုတ်ချဖို့ဆိုရင်အမိုးတစ်ခုလုံးကိုအရင်မတင်ရမှာမို့လို့ပါပဲဒါဆိုဒါကတကယ်ပဲကိုတက်တည်တာလို့ပဲပြောရတော့မှလားနေပါအောင်မက်တည်တဲ့အချိန်မှာဘေးကမ်းမှာလူရှိနေလားအစီရင်ခံပါတယ်ဆရာဟုတ်ကဲ့ရှိပါတယ်အဲ့ဒီလူကမက်နဲ့အချိန်တူလောက်ရောက်လာတာပါသူကဒန်ရီမီသားစုကစောဆောင်ပါခင်ဗျာအဲ့ဒီအချိန်မှာတော့ဘန်စုတယောက်လမ်းမပေါ်မှာမြင်းတကောင်ကိုဆွဲပြီးရှောက်သွားနေတော့မှရှိပါသေးတယ်ဒီရက်ပိုင်းသူလူတော်တော်များများတက်ခဲ့တာကြောင့်သူ့ရဲ့ experience ပါအတွေ့အကြုံတန်းကပြည့်လူနေပါဖြစ်နေပါပြီပြီးတော့သူသိလိုက်ရတာကတားကောင်ကပိုးတမ်းမလေးအတွေ့အကြုံမှပိုရလေးဆိုတာပါပဲဒါပေမဲ့အခုသူ့ရဲ့အခြေအနေနဲ့ဆိုရင်တော့အဲ့ဒီတိုင်းသမားတွေကိုရင်ဆိုင်ဖို့အလန့်ဝေးပါသေးတယ်သူနောက်ထပ်ဘသူကိုတားကောင်ဖြစ်ရွေးရမလဲလို့တွေးနေတော့မှာပဲလမ်းဘေးကနေအတန်တစ်ခုထွက်လာပါတယ်ဟိစောမဟုတ်လားမတွေ့တာရနေနေကြာသွားတယ်နော်ဟာ
မင်းကအရင်ကထက်စာရင်တော်တော်လေးချောလာပါလားဟာလမ်းကြောဝတစ်ခုမှာရက်နေတဲ့လူမိုက်တစုကဘန်စုကိုကြည့်ပြီးဖြည်းဖြည်းချင်းပြုံးပြနေကြပါတယ်ဒီဘက်ကိုလာခဲ့စမ်းပါဦးမင်းရဲ့အကိုကြီးတွေကိုတေးသေးချာချာလာနှုတ်ဆက်ဆန်းစောစွန်ကအရင်ကဘလောက်ပဲဦးချောင်းချောင်းဖြစ်ခဲ့ပါစေအ ਨੇ ဆုံးတော့ဒန်ဂျီမီသားစုရဲ့အစီကံတယောက်ဖြစ်နေတာကိုဒီလိုလမ်းဘေးအမိုက်ကောင်တွေကပါလာပြီးနှိပ်စက်ရဲကြသေးတယ်ဆိုတာကိုဘန်စုမထင်ထားခဲ့မိပါဘူးဘန်စုကဘာမှပြန်မပြောဘဲငြိမ်နေတာကိုမြင်တော့လူမိုက်ကိုင်းရဲ့ခေါင်းဆောင်ကရှေ့ကိုတိုးလာပြီးဘန်စုရဲ့စပင်ကိုအတင်းဆွဲလိုက်ပါတယ်စောစွန်ရာလာပါငါတို့နှစ်ယောက်လူချီတိတ်တဲ့နေရာသွားပြီးစကားလေးပါလေးအေးဆေးပြောကြရအောင်ဘယ်လိုလဲပြောဆိုဆိုနဲ့သူကဘန်စုကိုလမ်းကြားတဲ့အတင်းဆွဲခေါ်သွားပါတော့တယ်အဲ့ဒီချိန်မှာဘန်စုကတော့စိတ်ထဲကနေတွက်ချက်နေခဲ့ပါပြီဒီကောင်တွေကိုအကုန်တက်ပြီးကိုတက်တည်တယ်လို့မျိုးပုံစံဖြောက်ရမလားဒါမှမဟုတ်အလောင်းတွေကိုစနစ်ရဲ့တိုးလောင်ခန်းထဲပဲထည့်ပစ်လိုက်ရမလားပေါ့ဒါပေမဲ့လူကများနေတာကြောင့်အလုရှုပ်ပြီးလူမိသွားနိုင်တယ်လို့သူတို့ကိုတက်ရင်လည်းအတွေ့အကြုံမှ experience ကသိရမှာမဟုတ်ပါဘူးအရင်ဆုံးတော့အထီးခံပြီးအခြေအနေကိုထိန်းထားလိုက်မယ်ပြီးမှအခွင့်အရေးရှာပြီးအပြည့်ရှင်းရမယ်ဒါပေမဲ့လူမိုက်တယောက်ကဘန်စုကိုလက်သီးနဲ့လွှဲရိုက်လိုက်မဲ့အချိန်မှာပဲတော်လောက်ပြီးဒီမှာပြဿနာမရှာနဲ့မောင်မိုက်နေတဲ့လမ်းကြားထဲကနေထွက်လာတဲ့အတန်တန်ကြောင့်မြင်ကွင်းတစ်ခုလုံးတိတ်ဆာသွားရပါတယ်မင်းတို့ကိုသူ့ကိုဖိတ်ခေါ်ခဲ့ပါလို့ငါမပြောထားဘူးလားအဲ့ဒီလူထွက်လာတာကိုမြင်တော့ခုနကလက်သီးနဲ့ထုမဲ့လူမိုက်ဟာကြောက်လန့်တုန်ရင်သွားပြီးအကိုကြီးဖက်ကြံဟိုဂျန်အောင်ဘာလို့ကိုယ်တိုင်တောင်ကြွလာရတာလဲဗျာဒါပေမဲ့ဂျန်ဟိုကသူ့ကိုဂယုမဆိုင်ပဲဘန်စုနောက်ကမြင်းကောင်းကြီးစီကိုပဲတက်လျှောက်သွားပါတယ်မြင်းကောင်းလေးပဲငါတို့မွေးနဲ့ကိုင်းတဲ့ကိုင်းချုပ်ကမြင်းဆိုရင်အသေးဆွဲပဲဒါကြောင့်ဒီမြင်းကိုငါတို့ကိုင်းချုပ်စီလက်ဆောင်ဖြစ်ဆက်တာခြင်းနဲ့မင်းဘယ်လိုထင်လဲဘန်စုကတော့အဲ့ဒီလူစီကထွက်လာတဲ့လူတက်ငွေကိုအတိုင်းသားခံစားမိနေပါတယ်ဒီကောင်ကအစကတည်းကလူတက်ပြီးမြင်းကိုလူဖို့ရွေချက်ရှိနေတာပါဒါပေမဲ့သူကတော့တားကောင်ကိုမှားယွင်းမိသွားခဲ့ပါပြီဘန်စုကဘာမှမလုပ်ပဲငြိမ်နေတာကိုမြင်တော့ဂျန်ဟိုရဲ့မျက်နှာကလုံးဝအေးဆက်သွားပြီးငါဒုတိယအကြိမ်ထပ်မပြောချင်ဘူးနော်သူ့စကားတော့မဆုံးသေးဘူးဘန်စုကခက်အေးအေးပဲပြန်ပြောလိုက်ပါတယ်လိုချင်ရင်ငါ့ကိုအရင်တက်ပြီးမှယူကြည့်လေပြောရင်းနဲ့သူကအဲ့ဒီလူရဲ့ခေါင်းတက်တဲ့ကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်။တပြိုင်တည်းမှာပဲစနစ်ထဲကဓားမြောင်ကိုချက်ချင်းဆွဲထုတ်လိုက်တာကြောင့်တခြားသူတွေရဲ့မျက်စိထဲမှာတော့ဓားကလေထဲကနေဗလာနဲ့ထိပေါ်လာတယ်လို့မျိုးဖြစ်သွားပါတယ်။အေးဆေးတည်ငြိမ်နေတဲ့ဂျန်ဟိုတယောက်မျက်လုံးပြူးသွားပြီးမျက်နှာတစ်ခုလုံးကြောက်လန့်မှုတွေနဲ့ပြင်းနေသွားရပါတယ်။ဒါပေမဲ့အရာအလုံးကနောက်ကျသွားပါပြီးသူသေဆုံးသွားတဲ့အထိသူဘလို့သေသွားလဲဆိုတာသူသဘောမပေါက်ခဲ့ပါဘူး။ဘန်စုရဲ့ဓားမြောင်ကသူ့လေပင်တက်တဲ့ကိုတိတိကျကျဖြတ်တန်းသွားခဲ့လို့ပါပဲ။နောက်တစ်စက္ကန့်မှာတော့ဘန်စုရဲ့ခန္ဓာကိုယ်စီကနေဆူရှာတောက်ပတဲ့အလင်းတန်းတွေထွက်ပေါ်လာပါတယ်။ဂုံယူပါတဲ့ကစားသမားတင်သည်လက်ပုံနဲ့တူတက်လန်းသွားပါပြီ။ပတ်လေကလူမိုက်တွေဟာဆူရှာလုံးနဲ့အလင်းရောင်ကြောင့်မျက်လုံးတွေတောင်မဖွင့်နိုင်ကြပါဘူး။ဒါကတော့လုံးဝဆုံးမဝေအတက်ပဲဒီကောင်စုပ်ကတကယ်ဆုံးပညာတွေကိုတတ်ထားတာပဲ။ဒါပေမဲ့အလင်းရောင်ကြားကမြင်ကွင်းကိုအသေးတန်ကြည့်လိုက်ရတဲ့အချိန်မှာတော့တကိုယ်လုံးချွေးစည်းတွေပြန်လာပါတော့တယ်။ငရဲရင်းနဲ့ကြီးထဲကနေရုံထွက်လာတဲ့ကြောက်စရာကောင်းတဲ့အရေးမဲကြီးတစ်ခုကိုမြင်လိုက်ရလို့ပါပဲ။နတ်ဆိုးလားဒီကောင်ကတကယ်နတ်ဆိုးပဲ